အားလုံးပဲမင်္ဂလာပါတစသိန်းတုံးအပိုင်း130ဂရီကိုကသူ့မိတ်ဆွေနဲ့နနက်စာကိုအငမ်းမြစားပြီးတော့အပြင်ထွက်လာခဲ့ကြသည်ထိုနေ့ကရုံးမရက်ဖြစ်တဲ့ဖြင့်ကော့ဆက်တွေလမ်းထောင်နိုင်တွေဟိုတစုတီစုရက်နေကြသည်လူတစုစီတို့သူတို့လျှောက်သွားကြသည်အားလုံးကအုတ်ထုတ်ချပြီးအယိုသေးပေးကြသည်ဂရီကိုမျက်နှာစိမ့်နေ၍ဝိုင်းကြည့်နေကြ၏ဂရီကိုအောင်ဝှက်ထားသည့်အင်ရှင်ကရှင်းပြသည်ဘာမှမကြောက်နဲ့သူကဆီယာတို့ဖွဲ့ဝင်ဒါဒရက်စ်ကပင်တာလီမွန်မင်းတို့ကြားဘူးမှာပေါ့ဒါကသူ့ရဲ့သားဂရီကိုသူတက်ခံမှာဆိုလို့ငါးစီမှာလာပုံးနေရအနီကောင်တွေကိုဗီယင်ရှစ်ကမှဘလို့မောင်းထုတ်လိုက်တဲ့အကြောင်းသူတို့ထဲမှာတယောက်ကပြောနေသည်ထိုစဉ်လမ်းထိပ်မှာမြင်းစီဒုံဆိုင်လာသည်လက်တွေဝှေ့ကရမ်းကဖြင့်ဂရီကိုကသူတို့ကိုစိတ်ရထက်သန်စွာဖြင့်စောင့်နေသည်ရွာသားတယောက်ကပြောသည်သူတို့နှစ်ယောက်စလုံးကျွန်တော်တို့ရွာသားတွေမဟုတ်ဘူးဆက်သားတွေဖြစ်မယ်မြင်းစီသမားနဲ့ရောက်အနားရောက်လာသည်အသက်ကြီးကြီးတယောက်ကသူများတို့ဘာလို့လမ်းထိပ်မှာလာစုနေကြရလဲမိမလို့မိမရစုပြီးအတင်းပြောနေရလားပြောစမ်းပါခမရတို့ကဒုံရဲ့သူရဲ့ကောင်းနေမဟုတ်ဘူးလားသူတို့ကခမရတို့အဖေတွေအဖိုးတွေကိုပြစ်တက်လိုက်ကြပြီခမရတို့ပစ္စည်းတွေကိုမတရားယူသွားပြီဂျူးလူမျိုးနိုင်ငံရေးမှုတွေကကျုပ်တို့ဘာသာတရားကိုပြောင်းလောင်နေကြပြီအဲ့ဒီအချိန်မှာခမရတို့ကနေကြစီဝါနေမလားဖဲရိုက်နေမလားရုရှားတွေခမရတို့လက်ပင်ကိုကျိုးခွင်းလာဆွတ်တဲ့အချိန်ထိခမရတို့စောင့်နေကြမှာရီလန်စကန်တကူလုံးရွာကြီးရငယ်မကျန်ပုံကန်နေကြပြီသူတို့ကအနီတွေကိုဗီယင်ရှင်စကာကနေမောင်းထုတ်ပြီးခမရတို့ကြော်ရီမှာရှိနေတာတွေးရလားတောရက်တွေလားရဲဘော်တို့လက်နက်တွေဆွဲပြီးထွက်ကြပါခမရတို့ကိုစီယုံမို့ခရစ်စကီယောကကျုပ်တို့ကိုလွှတ်လိုက်တာရဲဘော်ကော့ဆက်တို့မြင်းနေပြင်ကြတော့တိမ်တော်မကြခင်မြင့်မော့တကြသူကလူစုထဲမှာအသက်ကြီးကြီးအတိတယောက်ကိုကြည့်ပြီးလှမ်းအောင်ပြောသည်ဘို့စီမွန်ခရစ်စတိုဖိုရိုဗစ်ခမရပါငေးနေရလေအနီကောင်တွေကခမရသားကိုရဲဆက်ဆက်တက်သွားကြရလေခမရကမီးဝနပီးမှာနှက်နေတော့မယ်လားဂရီကိုဆက်နားမထောင်တော့အင်းစီတို့ပြေးချသွားပြီးတရောတော့ပါမြင်းကုန်းကြီးစင်သည်ပီတီနဲ့လေးလင်ဖြင့်စီးထွက်သွားလေတော့သည်အပေါင်းအသင်းများကိုသူ့အော်ပြီးနှုတ်ဆက်သွားသည်သွားပြီဟေးအားလုံးကိုဖျားသခင်စောင့်ရှောက်ပါစေပြင်းပြသောဆုံးဖြတ်ချက်ဖြင့်သူ့တွင်အားရင်အဖြစ်ဖြစ်လာသည်ရှင်ထဲမှာမျိုးသိစိတ်တို့ပောက်ခွဲခြင်းဖြစ်သည်သူ့လမ်းကိုသူရှင်းရှင်းလင်းလင်းကြီးမြင်နေရပြီလာရောက်အောင်တွင်ဖြူးနေသည့်လမ်းမျိုးနွားချီတိုင်းချင်းနှင့်တဲကုတ်ထဲတွင်ပုံနေရသည့်အချိန်မှ၌သူသည်ဆုံးဖြတ်ချက်ကိုပတ်မှန်နိုင်ချပစ်ခဲ့လေသည်အမှန်တရားကိုခုမှဘွားကနေမြင်လာသည်နှင့်တူဝေသည့်ကာလများမပြတ်သားခဲ့သည့်အချိန်မှများသည်ဟိုးဝေးတွင်ကြံခဲ့သလိုထင်လိုက်ခုတော့ကိုပိုင်မန်တရားကိုရှာဖွေတွေ့ရှိခဲ့လေပြီကိုပိုင်ထွန်းသည်ထွန်းရည်ကြောင်းထေးရည်ကြောင်းပမာရှင်းလင်းထင်ရှားနေသည်ဘဝ၏အတားအဆီးနောက်ဆက်များကိုရှင်းလင်းဖယ်ရှားပြရမည်အပြက်တိုက်ထုတ်ပြရမည်ကော့ဆက်တိုရှောင်းမြလန်းကြောင်းသည်ပစ္စည်းမဲ့ရုရှားလို့သမားလေသမားလန်းကြောင်းဖြစ်သည်အရင်ရှိစနစ်ကိုအပြက်ရှင်းရမည်လမ်းကြောင်းဖြစ်သည်အမုံတရားမိရှက်များသူ့ကောင်းထဲတွင်တဟုံးတောက်လာပြီးမြင်းကိုဒုမြင့်ကန်းအထိဒုံဆိုင်လာခဲ့သည်ဒီတိုက်ပွဲဟာကော့ဆက်နဲ့ရုရှားရဲ့တိုက်ပွဲမဟုတ်ဘူးစင်းရင်ချင်းနဲ့ချမ်းသာခြင်းရဲ့တိုက်ပွဲပဲမီကီကိုရှိပိုင်နဲ့အီဗန်လက်စီဗစ်လေကော့ဆက်တွေပဲသူတို့ကတော့တောက်လျှောက်နေခဲ့တယ်သို့တော့ဒီတွေးကိုခေါင်းထဲမှာချက်ချင်းမောင်းထုတ်လိုက်သည်ဟိုးဝေးတွင်တတရက်စ်ကိုလှမ်းမြင်နေရပြီမြင်းဆက်ကျိုးကိုအသာတုံလိုက်သည်မြင်းပါဆက်ကအမြုပ်တစီစီထွက်နေပြီအရှိန်လျှော့လိုက်ပြီးဖြည်းဖြည်းမှန်မှန်အသားကျစီလာခဲ့သည်အိမ်ရောက်ခံပြီးတော့မှခြံထဲကစုံဆိုင်ဝင်လာခဲ့သည်အခန်းလေးဒါဒရက်ဆိုဂရီကိုပြောင်းသည့်နေ့တွင်တက်ခွဲနှစ်ခွဲလူစုပြီးနေပြီအသက်16နှစ်နဲ့60ကျော်ယောက်ျားမှန်များတပုံတက်ထဲဝင်ရမည်ဟုဆုံးဖြတ်လိုက်ကြသည်သို့တော်လူတိုင်းကိုစီယုံမြဖြစ်နေသည်ဗိုရိုနက်စင်မြောက်ပိုင်းကိုဘော်ရှီဗစ်တွေတင်ထားသည်ခိုဘတ်စကန်ကအနီတွေကိုပို့သဘောကြကြသည်ခဲအေးနေလူသူများကလက်နက်မကိုင်းချင်ကြစစ်မတိုက်ချင်ကြသို့တော်ဂရီကိုရိုလူတိုက်ကအတင်းကျပ်စီယုံသည်စတီဗင်ကလုံးဝအပြက်ညင်သည်လုံးဝစစ်မတိုက်ဖို့ဆုံးဖြတ်ထားသည်ဂရီကိုခရစ်စတိုနီယာနဲ့အီနီကိုရှ်ကာတို့၃ယောက်သူ့စီသွားစနေတော့အပြက်ညင်သည်မင်းတို့လူချင်းငါမြင်ယူသွားဒါပေမဲ့ငါတနက်တော့မကင်တော့ဘူးဂရီကိုကနားမလည်နိုင်စွာဖြင့်ပြင်မိသည်ဘာဖြစ်လို့မင်းကစစ်မတိုက်ရမှာမတိုက်ချင်တော့လို့ပေါ့ကွာဒါပဲလေရွာကိုတက်နေလာသိမ်းမဲ့ဆိုရင်မင်းလက်ပိုက်ကြည့်နေမှာထွက်ပြေးမှာလားပုံနေမှာလားစတီဗင်ကဂရီကိုကြည့်နေရမှာအက်ဆီနီယာကိုလှမ်းကြည့်လိုက်သည်ပြီးမှခက်ဆဆိုင်ပြန်ပြေးသည်အဲဒီကြတော့လေအခြေအနေရပေါ့ဒါဆိုရင်တော့မင်းထွက်ခရစ်စတိုနီယာဖမ်းကွာအက်ဆီနီယာကိုမကြည့်ပဲဂရီကိုပြောလိုက်ခြင်းဖြစ်သည်ပြောဆိုသူ့အင်ဂျီလက်မောင်းကိုဆွဲခေါ်သည်စတီဗင်မျက်နှာဖြူဖက်ဖြူဖြစ်သွားသည်ဂရီကိုမလုံနဲ့လေကွာမင်းအဲ့လိုမလုံရဘူးလေမင်းတောက်ယူလားစတီဗင်ကရုံးရင်ကန်ရင်ပြန်ပြောသည်ခရစ်စတိုနီယာကနောက်ဖက်မှသူ့ခါကိုတိုင်းဖက်လိုက်ဂရီကိုကမင်းကအဲ့လိုဆိုတော့ငါတို့ကလည်းအဲ့ဒီလိုလုံရတာပေါ့ကွာဟေး
တငယ်ချင်းတို့တငယ်ချင်းမဟုတ်တော့ဘူးလေလာလိုက်ခဲ့လွတ်ကွာငါလိုက်ခဲ့ပါမယ်ငါဝင်မမယ်ဖျားနေတာကွာအားမရှိသေးဘူးဂရီကိုကပြုံးပြီးသူ့အင်ဂျီကိုလွှတ်ပေးလိုက်သည်အဲ့လိုလုပ်ပါကွာအစကတည်းကမင်းပါအောင်ပါကဲတနက်သွားယူပြောပြီးဘယ်သူမှနှုတ်မဆက်ပေးထွက်သွားသည်ခရစ်စတိုနီယာကဘာမှမဖြစ်ခဲ့သလိုစိတ်ရကြီးတောင်းပြီးစကားထိုင်ပြောနေသည်ညနေပိုင်းတွင်လက်နက်ခဲယမ်းမိကြောက်တွေစွတ်ဖားနှစီတိုင်းရောက်လာသည်ရိုင်ဖေး84လက်နဲ့ဓားတရားရွာသားများစီမှာဟွက်ထားသည့်တဲ့နက်တွေလေးအများကြီးထွက်လာသည်စစ်သားစုဆောင်ရေးပိုင်းကလူ211ယောက်ရသည်150ကသူတို့မြင်းနေပါယူလာပြီးမြင်းမိုက်မရှိသူများကခြေရင်းတက်သားများဖြစ်လာကြသည်တပုံတက်များသည်လူရင်အားလက်နက်အင်အားတောင့်တင်းလာတော့လေစနစ်တကျဖွဲ့စည်းပုံမျိုးတော့မရှိစစ်ပြန်ကြီးတွေကိုတက်မှုအဖြစ်ရွေးချယ်ကြသည်အချို့အရာရှိမဖြစ်ခဲ့သူများလည်းပါသွားသည်ဂရီကိုပြန်မြောက်ခင်ကလေးကဂရီကိုမြင်းတဲ့တက်မှုဖြစ်ရွေးချယ်ထားပြီးဖြစ်သည်လာတီရှက်ကခြေလင်းတက်မှုအမြောက်တက်ဖို့ကတော်မီလေအနီရွေးချယ်ခဲ့သည့်မီချိုမောင်းပြက်တွေကိုသူတို့လိုက်စုပြီးဖြုတ်ချတက်ကြပြင်ကျဆင်ကြသည်ဗီယင်စစ်ကမှနောက်ရောက်လာသည့်လက်နက်တွေကိုဝေပေးသည်မိုကို၏အင်ဂျီမြေအောက်ခန်းတွင်အချုပ်ကျနေသည့်ပင်တာလီမွန်နှင့်အခြားအချင်းသားများကိုအားလုံးလွှတ်ပေးလိုက်သည်နောက်တနေ့ညတွင်တက်နီ3ယောက်လောက်လက်နက်ကြီးများဖြင့်တပုံတွေကိုနေရန်လာနေပြီဖြစ်ကြောင်းသိရသည်ပိုင်ယုံတော်ကအင်အား32ယောက်ပါသည့်တပ်စိတ်ကိုဂရီကိုဥဆောင်စေပြီးညနေပိုင်းတွင်လွှတ်လိုက်သည်ရာပြင်းတို့ကဆုံဆိုင်ပြီးထွက်လာခဲ့ကြသည်တိုကင်ကိုရောက်တော့အားလုံးမြင့်မော်ကဆင့်ခံပြီးရှိုးတစ်ခုရဲ့တွင်ဂရီကိုကနေရာယူအမိန်ပေးသည်မြေပြင်မော်တွင်နှင်းတွေထူတန်နေသည်ဂရီကိုကအင်နီကိုရှ်ကမာတီရှမီနှင့်ပရိုကိုဇိုင်းကောတို့တောင်းအောင်ရွာစီသို့ရှေ့ပြေးကင်းလွတ်လိုက်သည်ညရောက်တော့မြက်ခင်းလူမြင့်မော်တို့မိုးသားတွေနေဆင်လာသည်သူတို့အားလုံးရှူရဲနှင့်ဝင်းမီနေရာယူထားလိုက်ကြသည်လွတ်လိုက်သည့်ရှေ့ပြေးကင်း3ယောက်အမောင်ထဲတွင်ပျောက်သွားသည့်အထိဂရီကိုစောင့်ကြည့်နေသည်ခဏနေတော့တောင်ကုန်းပေါ်မှဆက်တနက်တန်တွေထွက်လာသည်ခဏရက်သွားသည်ပြီးတော့နောက်တနေရာမှာဂက်လိုက်ဆွဲပြန်သည်ရှိုးဝေါ်ရင်ကြီးစံနေတရှိရှိဖြတ်ပြေးနေသည်ကော့ဆက်3ယောက်မြင်းကိုတရချင်းစီးပြီးပြန်ပြေးလာကြသည်ပရိုကိုကအဝေးကြီးမှလမ်းအောင်ပြောသည်သူတို့စခန်းနဲ့တဲ့သွားတော့ဟေးဂရီကိုကအားလုံးရွှေတွေမှထွက်ဖို့အမိန်ပေးလိုက်သည်လေရဲတွင်ဖြတ်ပြေးနေသည့်ကြီးစံတွေကိုသူတို့မမှုတော့မင်းတို့ဘာတွေမြင်ခဲ့လဲပြန်လာသည့်3ယောက်ကိုဂရီကိုကစီးမိသည်အတန်ဒီပဲကြားရတယ်အင်အားတော်တော်များပုံရတယ်အင်နီကိုရှ်ကအမောတကောပြန်ပြောသည်ဂရီကိုကသူတို့ကိုမေးမြန်းနေစဉ်ရှိုရဲမှကော့ဆက်8ယောက်ပြေးထွက်လာပြီးမြင်းတွေထားသည့်နေရာသို့ဆက်ပြေးဆင်းသွားကလွှာကနေခုတ်တဲ့၍အိမ်ဘက်သို့ပြန်စီထွက်ခွာသွားကြသည်တို့မနေ့ပြန်ကြမှာပွဲဆကြတာပေါ့ကွာဂရီကိုကခက်အေးပြောလိုက်စမှာပင်မြင်းခေါ်တန်ကြီးကြားလိုက်ရသည်တူကင်ဘက်ကလာတဲ့အတန်တွေကွာကင်းဖွဲ့ဖြစ်မယ်ထင်တယ်အေးဖြစ်နိုင်တယ်ခက်တူပြောရင်သူတို့ဆက်ပြီးနားဆွနေကြသည်ဖီယိုဒေါကသူတို့ကို2မိနစ်ခန့်စောင့်ကြည့်သည်ပြီးမှတကြသည်လေတန်ဖြင့်ဟောလာပြီဖူဆိုပြီးပခုံးမလည်းထားသည့်ရိုက်ဖယ်ကိုဆွဲယူလိုက်သည်နင်းစစ်စီနှင့်လူ၁၀ယောက်ခက်ဖြည်းဖြည်းစီးလာနေကြသည်အမောင်နဲ့ဆိုင်ကြည့်နေရင်သူတို့ပုံရိပ်တွေကိုဂရီကိုမြင်စပြုတ်လာသည်ဂိုက်30กว่าအထိသူတို့ရောက်လာပြီဂရီကိုကသူ့အချက်မပေးမချင်းမပြစ်ရဟုအမိန်ပေးထားသည်သူကအကွာဝေးနှင့်ဖြစ်ကင်းကိုခေါင်းဟေးနှင့်တွက်နေသည်ဂရီကိုကရှိုးဝတက်ပြီးမိလိုက်သည်ဟေ့ဘသူလဲပစ္စတိုကိုအသင့်ပြင်လဲသောသောတကြီးပြန်ထူးတန်ကြားလိုက်ရသည်အမေမင်းကပါအောင်လေငါကအမက်ရှိတက်နေစစ်ကြောင်မူကွာတပုံတွေကိုနှိမ်မို့လာတာမင်းကဘာတူလဲငါလည်းတက်မှုပဲကွာဘာမင်းကဂရီကိုကသူ့လက်မြောက်လိုက်သည်ကိုရေးရေးလဲမြင်လိုက်သည်တစ်ဆက်သေးသူ့အော်တန်ထွက်လာသည်ပြည့်တနက်တန်တွေနားပွင့်မတဲဆူညံသွားသည်သူတို့ခေါင်းမော်တွင်ကြီးစံတွေဖြက်ပြေးနေကြသည်တစ်ဖက်စလုံးမှာပြစ်တန်တွေအော်တန်တွေဆူညံသွားသည်ဘူဒိုစကော့ကအနီတက်မှုစီပြေးသွားပြီးမြင်းပေါ်မှာဆွဲချသည်ဂရီကိုကသူ့ခေါင်းဆောင်ကိုတပြားနဲ့ရိုက်ချလိုက်သည်တိုက်ပွဲမှာ2မိနစ်မြသာကြာသည်တက်နီဘက်မှ2ယောက်ကြာသည်တချို့ပြန်လှည့်ပြေးသည်တချို့ကိုဖမ်းမိသည်ဂရီကိုကအနီတက်မှုနဲ့ထင်ကိုပြောင်းဝနဲ့တည်ပြီးစစ်သည်မင်းနဲ့မဲလက်ချချက်လူ9ယောက်ထင်းတဲ့ဘာတွေထွက်လာတယ်ကင်းလဲရလားကိုဆက်တီကမင်းတို့ကိုဒူးထောက်မယ်ထင်နေရလားငါ့ကိုတက်လေဂရီကိုကသူ့ကိုချော့ပြောသည်ဖြည်းဖြည်းပြောကိုလူရဆက်ရစရန်နေဖဲမှလဲငါ့အိတ်ထဲမှာကို့ဘာသာကိုရှာပါလားကွာခွေးသားတယ်သူပြောတော့ဂယူးမဆိုင်ပင်ရှာသည်ဘရောင်းနေပြစ်ဆိုးတလက်နှှယူလိုက်သည်ဘေးထဲတွင်စစ်လိဘူးနှင့်မဆုစာအုပ်သေးလေးတွေ့သည်ဂရီကိုအမိန်ပေးလိုက်သည်မင်းဂျာကင်အင်ဂျီကိုချောမင်းချမ်းလို့မသေးပါဘူးခွေးသားကော့ဆက်တီရဲ့ပေါင်မုံစားပြီးဝါဖီးနေရပေါ့ဟုတ်လားဂရီကိုရိုက်လိုက်သည့်ဓာချက်ကခေါင်းကချော်ထွက်သွားပြီးပခုံးကိုသွားထိသည်အချင်းသားကိုလက်ပြန်ကျူးထုတ်လိုက်ကြပြီးမြင်းပေါ်တင်ခေါ်လာခဲ့ကြသည်ဗီယင်ရှစ်စကားနဲ့မလန်မကက်မှဘတ်စကီရွာတွင်ဝင်အေးကြသည်လက်ချချက်ကိုမိဝနာမှကျမ်းမြင့်မော်တွင်ပြစ်ချထားလိုက်သည်သူအန်တကြိတ်ကြိတ်ဖြစ်နေသည်ဂရီကိုကသူ့ကောင်းတဲ့ပခုံးမတန်ရာကိုတန့်ရှင်းရေးလုပ်ပေးပြီးပတိစီပေးသည်မိကုန်းတွေကိုတော့တခုမှမဖြစ်
စပွဲတစ်လုံးနဲ့ထိုင်ပြီးသူ့ဆယ်ဆယ်နေကိုဂရီကိုစစ်သည်ဗီယင်ရှင်စကာမှဒမ်မြန်တော်လိုင်းသမားများစစ်ရင်ငှက်စုစာအုပ်ထဲမှာအချက်လက်များမြေပုံကိုစစ်စစ်ရင်တက်နီပူစီတို့လေမကြမကြလန့်ကြည့်သည်ကော့ဆက်တီတညလုံးကောင်းကောင်းမေးကြမြင်းတွေကိုထက်ကြည့်လိုက်စကားပြောလိုက်ဆေးလေးတောက်လိုက်နေလင်းအောင်ကြီးချိန်ကြမှာဂရီကိုမိကနေပြောသွားသည်နိုးလာတော့ဆက်ကနေခေါင်းထောင်ကြည့်လိုက်သည်လေချချက်ကပတ်တီးတွေကိုပါဆက်နဲ့ကြိုက်ပြီးဖြည့်နေရမှာဂရီကိုမော်ကြည့်သည်ထင်သည့်ပုံမျိုးဖြင့်ဂရီကိုကမေးလိုက်သည်မင်းဘာလုပ်နေရလဲငါဘာလုပ်တော့မင်းတောက်လို့မဟုတ်ဘူးငါမြင်မြန်သိချင်တယ်ထိုညရင်သူတီးမြတ်မေးမိုးလင်းတော့သူ့ကိုဖမ်းမိပစ္စည်းများနဲ့တကွဆိုဖာတစ်စီးဖြင့်ဗီယင်ရှင်စကာတို့ပို့လိုက်သည်ဗီယင်ရှင်စကာကောဆက်တပုံတို့၏အုတ်ချုံမှုကော်မတီရုံးမှာအောက်တိုင်နေကြီးဖြစ်သည်ကောဆက်တသားနှစ်ယောက်ကလေချချက်ကိုစစ်ဖက်ပေါ်မှာချပြီးအိမ်ကြီးတွင်အပ်ထားခဲ့လိုက်သည်တပုံတက်မှု၏ရုံငန်းတွင်လူတွေပြည့်တိတ်နေသည်ကောဆက်တပုံတက်မှုစူရရော့မှာလူဖလန်ကလေးဖြစ်သည်တက်နီဘူကိုကြည့်ပြီးစမေးသည်ကိုရင်ကတက်နီဘူလေချချက်ပေါ့ဟုတ်လားအဲ့ဒီဆိုင်ရစရန်တွေကအတိုင်းပေါ့တပုံးတွေကိုအမှုကြည့်ဖို့သွားတာကျုပ်မအောင်မြင်ခဲ့ဘူးအဲ့ဒီအတွက်ပဲစိတ်မကောင်းဖြစ်မိရင်ဒါပေမဲ့ဆိုဗီယက်ရုရှားကခမားတို့ကိုချင်းမှုမှာပါကဲကျုပ်ကိုမြင်မြန်ပြစ်တက်လေမဟုတ်ဘူးရဲဘော်လေးချချက်ပြစ်တက်တဲ့စီရင်ချက်မျိုးကိုကျွန်တော်တို့စန့်ကျင်တယ်ကျွန်တော်တို့ကလူတွေကိုပြစ်မတတ်ဘူးဗျခမားတို့လိုမဟုတ်ဘူးခမားတရားတွေကိုပြအောင်ခုပေးမယ်ခမားအကူကြီးကျွန်တော်တို့လိုချင်လို့မှလေစူရယောကလူတွေကိုမောင်းထုတ်လိုက်သည်သူနဲ့အတူ9ယောက်တောင်ရုံငယ်ထဲတွင်ကျင်ရည်သည်စပွဲတွင်ဝိုင်းထိုင်ကြပြီးခွေးချစ်တစ်လုံးတွင်ဝင်ထိုင်ဖို့တရက်ခန့်ကိုနေရာပေးသည်သို့သောလေချက်ကမထိုင်မီနေရနေမိရက်နေပြီးဗရင်မောက်မအပြင်သို့ငေးကြည့်နေသည်သူ့ဖွဲ့သားကိုဝေးကြည့်ပြီးစူရယောကတရက်ခန့်ကိုဆက်မိသည်ခမရတို့အင်အားဘယ်လောက်ရှိလဲမပြောနိုင်ဘူးဟုတ်လားကိစ္စမရှိပါဘူးဒီဆိုင်ဆရန်တွေကမှတွေ့မှာပါမရရင်လည်းခမရလူတွေစီကသိရမှာပါကဲနောက်တစ်ခုကျုပ်တို့ကိုကူညီပါခမရတို့တဲ့ရင်ကိုစာရေးအကြောင်းကြားပေးပါခမရတို့နဲ့ကျုပ်တို့တိုက်စရာအကြောင်းဘာမှမရှိဘူးကျွန်တော်တို့ဆိုဗီယက်အစိုးရဆန့်ကျင်စရာအကြောင်းဘာမှမရှိဘူးကျုပ်တို့ကဂျူးတွေကွန်မြူနတီကိုတိုက်နေတာခမရတို့ကိုကျုပ်တို့ကလက်နဲ့ဆွန့်ခိုင်းပြီးအိမ်ပြန်ပို့မှာကျုပ်တို့ကိုဘာမှကြောက်စရာမလိုဘူးလေချချက်ကစူဟာယော၏မျက်နှာကိုတထွေးနဲ့လန်ထွေးလိုက်သည်ကော်မတီဝင်တယောက်ကပြုံးသည်အခြားလူများဘာမှဝင်မပြောခမရကကျုပ်တို့ကိုစော်ကားတယ်ဒါပေမဲ့ခမရကိုကျုပ်တို့မတတ်ပါဘူးကာစင်စကာကိုပို့မှာပါလေချချက်ကမျက်နှာကိုလက်ကင်ပေါ်နဲ့တုပ်ပြီးအခန်းဝမှအဆောင်ရဲဘော်ကိုလှမ်းကြည့်လိုက်သည်တုံမန်းကိုသူတို့ပြစ်မတတ်ကြတပုံတို့ကလူမတတ်ဘူးဓမြမတတ်ဘူးဟူသည်ချွေးချုပ်တန်ဖြင့်စီးအုပ်နေကြသည်မဟုတ်လားနောက်တစ်နေ့တွင်တရက်ခန့်အောင်ကာစင်စကာတို့ပို့လိုက်ကြသည်ဆွတ်ဖော်ဝေါ်ရင်သူ့မျက်မှောင်ကြုံပြီးလိုက်လာသည်သို့သောတစ်တော်ရဲဖြတ်မောင်းတော့ဖြူဖွေးနေသည့်ဘူးစပစ်နေကြည့်ပြီးသူပြုံးလာသည်ကောင်းသည့်လက်ဖက်ဖြင့်တည့်ရွက်ကလေးတွေကိုလှမ်းစွတ်သည်အပွင့်ကလေးတစ်ပွင့်ကိုပါဆက်ထဲထည့်ပြီးဝါသည်ရီဝေမျက်လုံးတွေဖြင့်စိမ့်ဆို့လန်းဆန်းနေသည့်တစ်ပင်တွေကိုမျှော့ကြည့်ရင်လိုက်ပါလာသည်နှကန်းစုံတွင်ပြုံးရိပ်ဆက်ထင်းနေသည်သူတည်ဆုံးချိန်ထိသူ့နှကန်းတွင်ရွှေနှုတ်ကလေးများပြကျန်နေစေဖြစ်သည်ဗီယင်ရှင်စကာတို့မရောက်မီ9မိုင်လိုတည်တော်ရဲတွင်အဆောင်တွေကသူ့ကိုရဲရဲဆက်ဆက်ခုတ်ထိတက်ဖြတ်လိုက်ကြသည်အသက်မထွက်ခင်မျက်လုံးနှလုံးထဲသို့ဓားဖြင့်ထိုးပေါက်ကြသည်လက်တွေနဲ့ရက်တွေကိုဖျက်ပစ်သည်နှာခေါင်းကိုထုချေပစ်ကြသည်ဘောင်းမီကျဲသည်ကိုဖြုတ်ပြီးငဲပါကိုဖျက်ကြသည်ပြီးမှခေါင်းနဲ့ကိုပိုင်းလိုက်ပြီးဆက်သိမ်းပစ်လိုက်ကြသည်အခန်းကကော့ဆက်တို့၏ပုံကံမှုသည်တခန့်မိတခန့်ကူးဆက်သွားလေပြီဗီယင်ရှင်စကာသည်တပုံတို့၏ဘူမိနက်တန်ဌာနချုပ်ဖြစ်နေလေပြီသူတို့၏တော်လန်ရေးသည်ဂုံတိတ်ခါအပြည့်ဖြင့်ပြည်သူထောက်ခံအားပေးမှုရလျက်ရှိသည်ဒေသသီးသီးတွင်လူငယ်ကောင်းဆောင်တွေတက်လာကြသည်ရခိုင်အမြောက်တက်မှဒင်နီကော့ဖ်သည်ခရိုင်ဥက္ကဋ္ဌဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်ကျွေးကြော်တန်အသင်းနှင့်သူတို့ရှေ့သို့ချီတက်နေကြသည်ဆိုဗီယက်အစိုးရအတွက်သို့တော်ဘုံဝါဒအတွက်မဟုတ်လူမသက်ဓမြမတိုင်အရာရှိဖြစ်လာသူများစုသည်အောက်ခြေကောက်ဆက်များဖြစ်သည်တက်နီမင်းတက်များကတရားပြီးတရားဝင်စီသည်မလာဆရှိရက်နေ့တွင်တော်တော်ရက်စ်တို့ကော့ဆက်တရအပြေးလွှာရောက်လာပြီရီလန်စကာတို့စစ်ကူပိုးဝေပါရန်အခုညီတောင်းသည်သူတို့တွင်ခဲယမ်းမိကြောင့်မရှိသဖြင့်စုပ်ပေးနေရသည်အနီတွေကလက်နက်အင်အားအပြည့်ဖြင့်ဝင်တိုက်လာသည်ထိုအချိန်တွင်အထက်မှအမိန်ကိုစောင့်နေဖို့မဖြစ်နိုင်တော့၏ထိုကြောင့်ပိုင်ယိုရာကတရင်နှင်းနှင့်တောတိုက်ဖို့ဆုံးဖြတ်လိုက်သည်နောက်တစ်နေ့မနက်တွင်အခြားရောက်ကနှစ်ရင်းနဲ့မှပူပေါင်းပြီးတရင်လေးရင်းနှင့်တာတရက်စ်မှထွက်ခဲ့သည်ရှေ့သို့ကင်းထက်ပွဲတွေကျွတ်လွတ်လိုက်သည်ရွာနှင့်6မိုင်ကွာမှချက်တစ်ချက်မှာဂရီကိုနှင့်နာတာလီယာတို့၏ခြံဖြစ်သည်ဒီခြံထဲတွင်ဂရီကိုကနာတာလီယာအားမချစ်တော့ကြောင်းဖွင့်ပြခဲ့ခြင်းဖြစ်သည်ခြံထဲတွင်ရပ်ပြီးအားလုံးမျက်မှောက်မှာစင်ကကြီးကွယ်မြက်ကွယ်နေရာများတွင်တက်ဖြတ်နေရာယူလိုက်ကြသည်အနီတွေကတုံနှံတမ်းပြီးချီတက်လာကြသည်နှမိုင်ကွာတွင်ကော့ဆက်တို့ကအေးအေးဆေးဆေးနေရာယူကအသင်းဆောင်နေကြသည်ဂရီကိုကတက်စစ်တဆိတ်၏ဘိုးဖြစ်သည်ပိုင်ယိုတာ၏မြင်းကြီးကဝဝဖိပြီးတရှိရှိနှင့်ခွာတကြွကြွဖြစ်နေသည်သူ့ကြောပေါ်မှာသခင်ပိုင်ယိုတာကလည်းသူ့နီးတူတက်ကြွနေသည်ဂရီကိုရှိရသို့အသားကျစီးသွားပြီးအမိန်ပေးသည်
ညီကိုပေါင်းရဲဘော်တို့ကြည်မဖြုံးမှုတော့ချက်ချက်တည်ထားကြပါဂရီကိုတက်ခွဲတစ်ဝက်နဲ့မင်းကဂိုင်90လောက်မှတွားနေရယူပြောပြီးမှန်မြောင်းနဲ့ရန်သူစစ်ကြောင်းစီလှမ်းကြည့်သည်